Hello, good evening. ဒီနေ့ကတော့တပတ်တာတင်ကြားခဲ့တဲ့သင်ခန်းစာတွေကိုပြန်ပြီးတော့မှ review လုပ်ရမယ့်နေ့လေးဖြစ်ပါတယ်။တပတ်တာဘာတွေသင်ခဲ့တယ်လဲဆိုလို့ရှိရင်English at a restaurant စားလို့ဆိုင်မှာသုံးတဲ့ English travel English ကိုခရီးထွက်တဲ့အချိန်မှာသုံးတဲ့ English နောက်ပြီးတော့ emergency English ဆိုရှင် emergency English ဟိုအရေးပေါ်လိုအပ်တဲ့အချိန်မှာသုံးတဲ့ English ပေါ့နော်။နောက်တစ်ခုကကြတော့ how to ဆိုတဲ့အမားလေးတွေကိုပြန်ပြင်တဲ့သင်ခန်းစာနောက်တစ်ခုကကြတော့ speak on the phone เนาะဖုန်းပေါ်မှာဖုန်းနဲ့ English ဘယ်လိုပြောမလဲစတာတွေပဲဖြစ်ပါတယ်တကယ်တော့ကိုလေ့လာရသေးဘူးဆိုလို့ရှင်ပြန်ပြီးတော့လေ့လာပါဒီလိုပဲနေ့စဉ်နဲ့အမျှနည်းနည်းစီသင်ပေးမှာဖြစ်ပါတယ် YouTube မှာလည်းအခုစပြီးတော့မှသင်ခန်းစာ9မိနစ်စာသင်ခန်းစာတွေပဲဖြစ်10မိနစ်စာသင်ခန်းစာပဲဖြစ်နေ့စဉ်နဲ့အမျှသင်ပေးမှာဖြစ်ပါတယ်